လို့ခေါ်ဇာမြင်ဆွဲပြီးအခုဆွဲဒီဘောကနေဆွဲချအဲ့တော့စာတော့စာလေစာယောက်ျားလေးတစ်ယောက်ဖြစ်ပြီးငွေကျူကျူမာလေးပန်ဖို့ယူစာခွဲလေးဇလက်ဖြူဖြူခွေဇလက်ဖြူကငွေကျူကျူမာလေးပန်ဖို့ယူစာခွဲပြီးပါလားမလဲဇာမြဆွဲဈေးဆိုင်အမီတို့မှာချွေသွားဝယ်ရဟိပဲလို့သွားဝယ်မယ်ဟိဈေးဆိုင်မှာသွားဝယ်မယ်ဟိဆိုင်ပဲတို့မှာဈေးဆိုင်မှာဘုံသွားဝယ်စားကြမယ်နော်ဈေးဆိုင်ကဲဇာခွဲမှာဘာဖြစ်တော့ကြရှိလားမရှိဘူးဇာခွဲပြီးပါလားမလဲညာအေခါလာတာဘာလို့ပြီးမှဆိုမယ်လေပြီးမှလာပြီးမှပါညာကဲတဲ့လို့ညာညီလေးဟုတ်လေဒီမှာလို့ဒီမှာဟာလေဒီမှာပြတ်မှာပြတာဆိုလေညာညီလေးဟဲ့ညီလေးတော်တယ်ချစ်တော်လို့တော့ညီလေးလဲဆိုညီလေးညာစာညာအခါညာညောင်ရွက်ကဲညာဒီကဲငါကြပြလေးဆိုညာ